ဘယ်သွားမလို့လဲဘယ်သွားတော့မင်းစီရလားမင်းစီရလား ဟုတ်ပါဘူးဘသူကမင်းကလေးရဲ့နာမည်လေးကိုသိချင်လို့ တီမီရဲ့နာမည်ကိုလား ဟုတ်တယ် တီမီရဲ့နာမည်မပြောဘူးမိဝိုင်းတဲ့ ဟောပြောပြီးပြီလေနာမည်လေးကမိဝိုင်း ဟုတ်တယ် ကလိုက်တဲ့နာမည်လေးဟိုမင်းကလေးကိုကွာမြင်းချင်းနွားချင်း မြင်းချင်း ကြာချင်းဆိုသူပဲနှစ်ချင်းအကုန်ချက်တယ် ချစ်ခင်ဆုံးမှတ်တယ်ဘာတွေပြောတာမသိ တခါတလေနှစ်ချင်းနဲ့စားတာရတာရှိတယ် မလီဝင်းလျှော်လေး မင်းကလေးကိုရည်နေတဲ့တရားကိုတွယ်ဝက်ပြီးပြောမယ်ဆိုတော့ချစ်တယ်ကြိုက်တယ်လင်မယားဖြစ်ချင်တယ်အဲ့ဒါပဲ မလီအဲ့လောက်သွယ်ဝိုင်းလိုက်လားဒဲကြီးပါလား ကြပြားဆန်းဆန်းလေးပြောမယ်ဆိုရင်မင်းကဘာနဲ့တူလဲဆိုရင်လွတ်လပ်နေတဲ့မြေကွက်လက်ကြီးနဲ့တူပါတယ် ဟုတ်တယ် ကိုကစံပြလေရလူသားကောင်းနဲ့တူပါတယ် ဟုတ်တယ် အဲ့တော့မင်းရဲ့လွတ်လပ်နေတဲ့မြေကွက်လက်မှာကိုယ့်ရဲ့မုံလာဦးလေးစိုက်ပြရစီလို့ မလီဒီစကားပြောတာနဲ့မူလောက်ဆိုင်တယ်နဲ့ဘာဆိုင်လို့တော့ ဟိုရီးရစကားမပြောတော့ကိုကစိုက်သွေးသမားဆိုလေကိုစိုက်သွေးနဲ့လှည့်ပြီးတော့ ဩဆိုင်ရွေးနဲ့လက်ပြောရတာ တ လား ကယ်ပါဝိုင်းလေးရဲ့ဝိုင်းကိုတကယ်ချစ်တာပါမင်းဘယ်လောက်ချစ်တယ်လဲဆိုရင်တမာတွေချုံမိုးတွေပြိုကောင်းကင်မှာရေကြီးမြေကြီးမှာလာတာရီတွေကငါးတွေအေးပတ်ပြီးတည်ရတယ်မငုံပါဘူးချစ် တဲဆူရက်စာပါနော်ဘယ်စာအုပ်တွေကကြက်ထားလဲ ဒါဟိုကာတွန်းစာအုပ်တွေကဟောပေါင်းကြည့်ပါကွယ်တလားတန်ဒီနလားတန်ဒီပေါင်းကြည့်မင်းစိတ်တိုင်းမကြတော့လေအနစ်နာခံပြီးကြွားပေးပါမယ် ဩရှင်နာနေဦးမယ်နော်စားရေးတာရုပ်တော်မှုနဲ့ငင်းချမ်းတို့ကစားနေတောင်းနေပါဇက်ကြီးနဲ့ ဘသူကနေရွက်နဲ့စားနေလို့လဲ မွေးလည်းတဲ့ကလေးလေးရောင်းချပေါင်းနေမိစားကြတာပေါ့မဟုတ် ကောင်း ဘူး တော့ဗောစီးပွားရေးချိန်ကဘာစကားတွေပြောနေလဲ တကယ်ပါဝိုင်းကိုတကယ်ရှိလို့ပါဝိုင်းကိုချစ်ဖို့တိတ်ကြောက်နေလို့လား ကြောက်တာဗောချစ်တော့ကြောက်တာဗော မကြောက်ပါနဲ့ကွာမိကြောက်ရတဲ့စိတ်ဆိုတာအပြော့ထားလိုက်အပေါ့သွားရင်အိုးယူပေးပါဦးမယ်ဗျာ ဟမ် ပကိုးသူလေးလိုတနခါလေးအနားအနေမပြတ်မနာမှိနေရနဲ့ငင်းချမ်းတို့ကဝါစမှုပဲတလားမတိုးနဲ့ဆိုဟောဒီလိုအရှင်းမထွက်ဘူးထမင်းချက်တော့ကြုတ်တာထားချုပ်เสียများရှိမင်းထမင်းအပြဲပေးအချင်းတကယ်ရွလို့ညင်းပယ်ခဲ့ရင်နေရင်ရွက်ကမကြချနာတပြလို့တခုံမပြောပဲအလွန်းသဘောနဲ့ပေါင်းမှမယ်ဝိုင်းရေ ဩတော်လိုက်တာ ဝိုင်းကိုတကယ်ချစ်တာပါ မချစ်နိုင်ပါဘူး မင်းတို့ဘယ်လောက်ချစ်တယ်လဲဆိုရင်ကိုယ့်ရဲ့နှစ်တာကိုခြံခတ်ဆိုင်တစ္ဆာကိုပနဲ့ရိုက်ဂယုဏချစ်ကိုတိုင်းထူးမူရတာကိုအကာအမိုးထားပြီးအကျဉ်းသားဆိုတဲ့တန်ကနေပေါ်မှာတန်ရောစင်ဆိုတဲ့မူရကြီးခင်းပြီးဝိုင်းနဲ့ကူနဲ့ ဟမ်ဘာ ဂျဘိုးရှာရေမကောင်းဘူးလားလို့ဂျဘိုးရှာ မလေးတော်သေးတာဗောဂျဘိုးရှာခဲလို့ဂျဘိုးရှာခဲ ဂျဘိုးကကြိုက်တော့အဲ့လိုမရ မ ဘူး ချစ်နိုင်ဘူးဒီမှာချစ်သူရှိတယ်တရွာသူမှာချစ်သူရှိတယ် ဟာမင်းရွာမှာဘလောက်ပဲချစ်သူရှိမင်းရွာမှာရှိတဲ့ချစ်သူတဲ့တရွာသားချစ်ကပို့တယ်ဆိုတော့ယုံထားလိုက်ပါမင်းကလေးရေ မယုံနိုင်ပါဘူး တရွာသားချစ်ကိုယ့်ရဲ့ချစ်ကိုလေမြင့်မို့တောင်းနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်တော့မြင့်မို့တောင်းကြီးကငိုးဦးဖြစ်သွားမယ် ဇီးစီ ဇီးရီးယားချောင်းဆွေးတယ်မစားနဲ့ငိုးဦးကအားရှိတယ်ငိုးဦးစား ဒီမှာရှင်းကိုဒီမှာတခွန်းနဲ့ပြောမယ်ဆယ်သက်ဆယ်ကဘယ်တော့မချစ်နိုင်ဘူးဒါပဲ ဆက်ရက်လိုက်လားဝိုင်း ရက်ဆက်လိုက်လား ရက်ဆက်လိုက်လားဆက်ရက်တော့အင်ဂျင်ဝိုင်းနေပေးကုန်မှာပေါ့ရက်ဆက်လိုက်လားဝိုင်းကိုတကယ်မချစ်ဘူးလား မချစ်ဘူး မချင်ကိုရေတော့ခုံကြပြီးသွားသိမယ် ခုံကြပြီးသွားသိငင်းညံမင်းစဉ်းစားအောင်တော့ ဘာဖြစ် ကြည်တဲ့ခုံကြတည်တဲ့အကြောင်းမဟုတ်ဘူး3ရက်လောက်လူကြမသားကြီးကပုတ်ပွားပြီးတော့ပေါ်လာအဆိုကြီးကလန်းလို့ဟိုလူကဝိုင်းကြည့်ဒီလူကဝိုင်းကြည့်တယ်မသားရှက်တယ် မလေးသေးပြီးတော့မသားမြလာရှက်နေရသေးတယ်ဘလို့ဖြစ်ပေါ့ အဲ့ဒါမကောင်းကိုဇွဲကြိုးချပြီးတည်လိုက်မယ်ဝိုင်း သေးဇောကြိုးချသေး ဇွဲကြိုးချပြီးတည်မယ်ငင်းညံမင်းစဉ်းစားအောင်တော့ မဲ ဇွဲကြိုးချဖို့တော့ကိုမင်းကျိုးရှာအောင်မယ်တစ်တွေပေါ်ဖတ်တဲ့ဘိုက်ပိုးအောင်မယ်အပွားခုံချလိုက်တဲ့တောင်ရှာကြီးက2000လောက်ထွဲလို့ပြလုံးရပြူလို့မသားအလှပြက်တဲ့ မလေးသေးတာတော့မှအလှလုံးနေတယ်နော် မကောင်းကိုတေခွန်းနဲ့ပြတ်တက်ပြီးတော့တေမယ်အဲ့လည်းမတေဘဲနဲ့ခွေးစွနေလူကြားမကောင်းဘူးထူးတော့ဝိုင်းရဲ့ ဘာဖြစ်လဲ လူကြီးတိတ်နေတဲ့အချိန်မှာကိုယ်နဲ့ထင်ကိုတနက်နဲ့ပြတ်တက်ပြီးတော့တေလိုက်မယ်ပြစ်ငင်းညံစဉ်းစားအောင်တော့တနက်နဲ့ထင်ကိုပြစ်လို့ဒိုင်းငနဲ့မြည်သွားရင်ပတ်ဝန်းကျင်ကနိုးလာပြီးအိမ်ရတက်တယ်ဆိုပြီးဆယ်အိမ်မှုကိုသွားတိုက်မသားပြဿနာရှင်းနေရအောင် မလင်းတော့သေးမဲ့ဥစ္စာမျိုးထီကချဲ့နေရသေးရှည်လိုက်တာနော် ချစ်နေရင်ဆိုင်ဖင်ထိုင်ကြရတဲ့ငင်းညံဘဝအချစ်စရင်ရှုံပြီးတဲ့ငင်းချမ်းခံစားရပါပြီဗျာ အာခံစားရတာ ချစ်စရင်ရှစ်သမျှရဲ့ဒုက္ခတွေမှာအသွဲသွဲပါမင်းရဲ့ချစ်တဲ့ဝေဒနာကိုငြင်းချမ်းမှခံရလေတော့တယ်မြန်မြန်သာတေးကြည့်ပြီးကွယ်ရေထဲကိုခုန်ချရင်မွန်းနေမှာပဲတခုတည်းဆိုရင်နဲ့တနတ်နဲ့နှစ်ထင်းပြည့်ရင်အိမ်နီးနာကြီးနိုးမှာစိုးလို့ကွယ်မိုးကြတွင်ကဘိုးတကြားမြည်ရဲ့အဟောက်မြေမကောင်းအောင်ကျုပ်တော်ကိုမိုးကြိုးသာပြစ်လိုက်ပါတော့ကွယ် ကဲပြစ်ပြီပြစ်ပြီ ဒီလက်ကားပြောတာ ပြစ်တော့ကြတော့ကြောက်တာ လက်ကားပြောတာပါ ဘူးတို့ပြစ်တော့ကြောက်လား ဝိုင်း ဟမ် ဝိုင်းကိုတကယ်မချစ်ဘူးလား မချစ်ဘူး မကျင်တာလို့တမင်ခွာလိုက်တာအစ်စ်မြင်လို့အပြစ်တင်တာ ဟုတ်တယ် အဟောင်းတွေ့လို့အကောင်းမိတာအစ်စ်ကိုမြင်အပြစ်ကိုတင်လို့အချစ်ကိုမနေပါနဲ့မချစ်လည်းရပါတယ်ဝိုင်းရဲ့ မချစ်ဘူး ဝိုင်းလေး ဘာလဲ မင်းကိုနောက်ဆုံးတဲ့စကားလေးတစ်ခွန်းလောက်တော့ပြောလိုက်ချင်း ပြော င
မင်းကိုယ်ကိုမချစ်တာအပြစ်ရှိလို့မုန်းတာလားအပြစ်ရှိလို့မုန်းတာလား